အားလုံးမင်္ဂလာပါဒီနေ့မှာရုရှားဘာသာစကားကဘာကြောင့်စိတ်ဝင်စားဖို့ကောင်းတာလဲဆိုတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ဒီချေကဒီမိခွန်းရဲ့အဖြေကိုသိရဖို့အတွက်ပထမဦးဆုံးလူအများအထင်လေးတွေရဲ့အချက်၃ချက်ကိုကြည့်ရအောင်ရုရှားဘာသာစကားဆိုတာကြားလိုက်တာနဲ့အရင်ခက်တယ်သင်ယူလို့မတတ်နိုင်ဘူးဆိုပြီးတော့ပြောကြတာတွေကိုကြားဖို့မှာပါဒါပေမဲ့အဲ့ဒီအချိန်မှာအမှန်တရားဘယ်လောက်ရာခိုင်နှုန်းရှိလဲနံပါတ်1ရုရှားဘာသာစကားကခက်လွန်းလို့မသိဘူးဒီစကားဟာတဝက်ပဲမှန်ပါတယ်ဟုတ်ပါတယ်ရုရှားဘာသာမှာဆရာလေးအခေယာကိစနစ်နဲ့ဗတ်အဆက်တွေရှိလို့အစပိုင်းမှာစိန်ခေါ်မှုရှိပါတယ်အမှန်တမ်းပြောရရင်ဒီချေကိုယ်တိုင်လေအရင်ကရုရှားအခေယာတွေကိုမြင်လိုက်တာနဲ့ဒီဟာကိုဘယ်လိုများဖတ်ရမှာလဲတရားလေးစစတင်ကျေတုံးကဆိုစိတ်ရှုပ်လို့ရတဲ့ချေစိတ်တောင်ဖြစ်နေတယ်ဒါပေမဲ့သူ့ရဲ့လေးလာရေးနည်းစနစ်ကိုမမကန်ကန်သိပြီးတဲ့နောက်မှာတော့လေးလာရေးနည်းစာရေးဖတ်လာနိုင်တယ်စကားပြောလာနိုင်တယ်အဲ့ချိန်မှာဒီချိန်နားလည်သွားတာတခုရှိရယ်ရုရှားဘာသာရဲ့အလှကတနာလေးမှာမဟုတ်ပဲဒီဘာသာစကားကဖွင့်ပေးတဲ့ကဘာတစ်တွေမှာရှိနေတာဖြစ်ပါတယ်နံပါတ်2ရုရှားဘာသာဟာရုရှားနိုင်ငံမှာပဲအသုံးဝင်တယ်တကယ်တော့ဒီလိုမဟုတ်ပါဘူးရုရှားဘာသာကိုနိုင်ငံပေါင်းများစွာမှာလူသန်းပေါင်းများစွာကနေ့စဉ်နေ့ဖက်အသုံးပြုနေကြတာဖြစ်ပါတယ်အလောက်ကိုင်းတဲ့အနေနဲ့လေဘာသာပြန်ခရီးသွားလုပ်ငန်းနိုင်ငံတကာကုမ္ပဏီမှာလည်းအခွင့်အလမ်းတွေရှိလာနိုင်ပါတယ်ဒါ့အပြင်စာပေသိပ္ပံသမိုင်းယဉ်ကျေးမှုနဲ့နိုင်ငံတကာဆက်သွယ်ရေးနေပြည်တော်မှာလည်းအရေးပါတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်အဲ့တော့ဘာသာစကားတတဟာအလောက်ကိုင်းတက်တယ်မဟုတ်ပဲကဘာကိုနားလည်နိုင်ဖို့နည်းလမ်းတစ်ခုလေးဖြစ်ပါတယ်နံပါတ်3ရှားဘာသာမှာတရားပဲရှိပြီးစိတ်ဝင်စားဖို့မကောင်းဒါကတော့အကြီးမားဆုံးအထင်လွဲမှုပါဘာလို့လဲဆိုတော့ရှားဘာသာရဲ့အလားကတရားလေးမှမဟုတ်ပါဘူးစာပေလေးမှာတခြင်းတွေထဲမှာရိုးရရင်ချင်းမှုတွေထဲမှာရှေ့ရဖြစ်ပါတယ်အဲ့ဒါအပြင်လူတွေရဲ့အတွေးကိုနဲ့ဘဝကိုမြင်တဲ့ပုံစံတွေမှာလည်းရှိပါတယ်လူများကရုရှားတရားကိုခက်တယ်လို့ပြောကြပေမဲ့အဲ့စနစ်ကြောင့်ပဲအတိတ်ကိုပို့ပြီးတိတိကျကျဖော်ပြနိုင်တာဖြစ်ပါတယ်ဒါကြောင့်ရုရှားဘာသာစကားသိယူရဆိုတာစကားလုံးတစ်တွေကိုစက်နေတာမဟုတ်ပဲလူမျိုးတစ်မျိုးရဲ့စိတ်ကူးတမိုင်းနဲ့ရည်စည်းမှုတွေကိုနားလည်ဖို့ကြိုးစားနေရဖြစ်ပါတယ်ဒါကြောင့်ရုရှားဘာသာစကားစိတ်ဝင်စားဖို့ကောင်းနေဆိုတာခက်ခဲလို့လည်းမဟုတ်တယ်လို့ရွေးကူးလို့လည်းမဟုတ်ပါဘူးသိယူလေကိုယ့်ရဲ့မြင်လေးပို့ကြည့်ပြလာလို့ဖြစ်ပါတယ်ဒီရောရုရှားဘာသာစကားကိုဘာကြောင့်သိယူဖြစ်တာလဲcomment မှာမျှဝေပေးခဲ့ပါနော်ဒီလိုရုရှားဘာသာနဲ့ရည်စည်းမှုအကြောင်းဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ပါမယ်